ဒုက္ခသည်ဘွားကနေဂျပန်နိုင်ငံရဲ့ထိုးချင်းအများဆုံးကစ်ဘောင်စင်ချန်ပီယံဖြစ်လာခဲ့သူတာခေရုပြည်သူများလုံးပဲမင်္ဂလာများခန်းဖိုင်နျူး channel ကနေပြန်လည်ကြိုလိုက်ပါနေတာခေရုလို့လူသိများတဲ့ဂျပန်ဖိုက်တာတာခေရုစီကာဝါကတော့ဂျပန်ကစ်ဘောင်စင်သမိုင်းတစ်လျှောက်မှာအထင်ရှားဆုံးနဲ့အားကောင်းဆုံးဖိုက်တာတွေကတအုပ်ဖြင့်ရပ်တည်နေတာလည်းဖြစ်ပါတယ်တာခေရုကို1992ခုနှစ်ဇူလိုင်လ29ရက်နေ့မှာဂျပန်နိုင်ငံတာတိုရီမှာမွေးဖွားခဲ့ပြီးသူ့ရဲ့မိဘနှစ်ပါးနဲ့ညီမနှစ်ယောက်နဲ့အတူနေထိုင်ခဲ့တာဖြစ်ပါတယ်သူရဲ့ငယ်ဘွားကိုတော့ပြင်ပတောင်တန်းတွေမြစ်တင်နဲ့ပင်လယ်ပြင်တွေမှာစွာကစားရင်းအချိန်တွေကုန်ဆုံးခဲ့ရတာဖြစ်ပါတယ်။တက်ခဲလူကတိုက်ခိုက်အားကစားကိုငယ်တွေကဝါသနာပါခဲ့သူတယောက်ပါသူရဲ့ဖေက professional နဘန်းဝါသနာရှင်ဖြစ်ပြီးတက်ခဲလူနဲ့အတူနဘန်းပွဲတွေကိုကြည်ပြီးအားပေးရတာကိုနှစ်သက်သူလည်းဖြစ်ပါတယ်။ဒါပေမဲ့တက်ခဲလူရဲ့စေကူကိုအမေရိကန်ဖန်ဆားနိုင်ခဲ့တာကတော့ဂျပန်နိုင်ငံရဲ့ K1 ကစ်ဘောင်စင် promotion မှာ1990ခုနှစ်နောက်ပိုင်းနေနဲ့2000ခုနှစ်အစောပိုင်းကာလတွေမှာ K1 မှာ karate style ရှင်ပြိုင်မှုတွေခေတ်စားခဲ့ပါတယ်။တက်ခရုက K1 ပြိုင်ပွဲတွေကြည့်ရင်စိတ်အားထက်သန်မှုရရှိခဲ့ပြီးတော့သူ့ကိုယ်သူချန်ပီယံဖြစ်ဖို့အတွက်အိမ်မက်ခဲ့တာလည်းဖြစ်ပါတယ်။ငယ်ငယ်ကသူ့ပေါင်းရင်းချင်းမှာကစ်ဘောင်စင်အားကစားရုံတွေမရှိခဲ့တာကြောင့်တက်ခရုကဒုတိယတန်းကျောင်းသားအရွယ်မှာခရာတေးသင်တန်းကိုစတင်ခဲ့ပါတယ်။သူကကိုယ်ခံပညာကိုနှစ်သက်ပင်မဲ့ဒီပညာကိုအလားအလာရှိတဲ့အတန်မွမ်းကျောင်းလမ်းကျောင်းတစ်ခုအပြင်အသုံးပြုနိုင်တယ်ဆိုတာကိုအစပိုင်းမှာသူမသိခဲ့ပါဘူး။အထက်တန်းကျောင်းတဲ့အချိန်ရောက်တဲ့အခါမှာတက်ခရုကကလေးထင်းလုပ်ငန်းအတွက်ကျောင်းတစ်ကျောင်းမှာဆင်းသွင်းခဲ့ပြီးတော့အဲ့ဒီအတန်မွမ်းကျောင်းလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ဒါပေမဲ့အထက်တန်းကျောင်းတက်ချိန်ကတူတောင်းလှပါတယ်။သူကမှားယွင်းတဲ့လူစုလူဝေးနဲ့အတူဝင်ရောက်ခဲ့တဲ့အတွက်ကြောင့်3လခန့်အကြာမှာပဲကျောင်းကနေနှင်ထုံချင်းခံခဲ့ရပါတယ်။ဒီထုတ်ပြန်ခြင်းကတက်ခဲတို့ရဲ့ဘဝမှာအရေးကြီးတဲ့အခိုက်အတန့်တစ်ခုဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။သူရဲ့ပညာရေးမှန်ချက်ကရွေးချယ်စရာမရှိတော့တဲ့အတွက်ကြောင့်တက်ခဲတို့ကကိုယ်ခံပညာမှာအောင်မြင်မှုကလွဲလို့ရွေးချယ်စရာမရှိကြောင်းကိုခန်းစားခဲ့ရပါတယ်။ဒါကြောင့်သူကကစ်ဘောင်စင်ကို professional ကစားဖို့ဆုံးဖြတ်ချက်အခိုင်အမာချခဲ့ပြီးတော့ကစ်ဘောင်စင်အားကစားရုံကိုရှာဖွေကစနစ်တကျလေ့ကျင့်မှုတွေစတင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူအမှန်တကယ်လုံးချင်တဲ့အရာကိုလုပ်ခွင့်ရတဲ့အတွက်အတိုင်းမသိလေးနက်တဲ့ပျော်ရွှင်မှုကိုခန်းစားခဲ့ရပါတယ်။သူရဲ့အာရုံစူးစိုက်မှုကကိုယ်ခံပညာဘက်ကိုလုံးလုံးလျားလျားပြောင်းသွားခဲ့ပြီးတော့ရခင်ကသူ့ကိုစိတ်နှောက်ယှက်ဖြစ်စေခဲ့တဲ့အဆိုးမြင်မှုတွေကိုရပ်တန့်စေခဲ့တာလည်းဖြစ်ပါတယ်။တက္ကသိုလ်က K1 ရဲ့သမိုင်းတစ်လျှောက်မကြုံဘူးတဲ့စွမ်းဆောင်မှုတစ်ခုကိုရရှိခဲ့ပြီးမတူညီတဲ့ဝေတန်း3မျိုးမှာကမ္ဘာ့ချန်ပီယံဆုကိုရယူနိုင်တဲ့ပထမဆုံးနဲ့တူတဲသောတိုက်ခိုက်သမားဖြစ်လာခဲ့ပါတယ်။တက္ကသိုလ်က K1 Super Bantamweight Champion K1 Featherweight Champion K1 Super Featherweight Champion ဆုတွေကိုစုခူးနိုင်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်တဲ့ချန်ပီယံဆုကာကွယ်မှုတွေနဲ့ Grand Prix ပြိုင်ပွဲတွေမှာအောင်ပွဲခံမှုတွေကသူ့ကို K1 ရဲ့မျက်နှာစာအဖြစ်ဆယ်စုနှစ်တစ်ခုနီးပါးကြာအောင်စွမ်းဆောင်ပေးခဲ့ပြီးတော့ဂျပန်နိုင်ငံနဲ့နိုင်ငံတော်ဝန်မှာရှိတဲ့ပရိသတ်တွေကိုကြီးမားတဲ့စိတ်လှုပ်ရှားမှုတွေဖန်တီးပေးနိုင်ခဲ့ပါတယ်။ K1 ကိုနေ့တော်ကြာလွှမ်းမိုးထားပြီးတဲ့နောက်တက်ခဲတို့ကကမ္ဘာအကြီးဆုံးကိုယ်ခံပညာဖွဲ့စည်းဖြစ်တဲ့ One Championship ကိုမျှော်မှန်းချက်ကြီးစွာနဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။မြန်မာဖိုင်တာတန်းစင်တဲ့ပွဲပြီးမှာတော့ရေလွှမ်းမိုးခြင်းခံရတဲ့ဒေသတွေကိုလှူဒန်းပေးခဲ့ပြီးသူ့ရဲ့လေးစားအတူယူဖို့ကောင်းတဲ့စိတ်သက်ကြောင့်မြန်မာပရိသတ်တွေအများပြားရရှိထားသူပါ။တက်ခဲတို့ကကျိုးဝိုင်းအတွင်းမှာအောင်မြင်မှုကြောင့်သာမကသူ့ရဲ့ပြင်းထန်ပြီးမဆုတ်မနစ်ဖိအားမြင့်တိုက်ပွဲပုံစံနဲ့ပရိသတ်ဖော်ရည်မှုတွေအကြောင်းကြော်ကြားသူတို့လည်းဖြစ်ပါတယ်။သူ့ရဲ့ကောင်းမွန်တဲ့စိတ်ထားတွေနဲ့ပြိုင်ဘက်အပေါ်လေးစားမှုအပြည့်အဝရှိတာကြောင့် online ပေါ်မှာလည်းပရိသတ်တွေအားပေးမှုအခိုင်အမာရရှိထားသူတယောက်ပါဒါကြောင့်မို့လို့ထိုးချင်းရမ်းများပြီးသူ့ရဲ့ထိုးချင်းဟာဆိုရင်အခုချိန်မှာဘတ်တန်း40ထိရရှိနေတာဖြစ်ပါတယ်တက်ခဲတို့ကဒုက္ခအတဲ့လူငယ်ဘွားကနေပြီးတော့ကမ္ဘာချန်ပီယံတူအဖြစ်ကမ္ဘာတဝမ်းမှာရှိတဲ့ပရိသတ်တွေကိုဆွဲဆောင်နိုင်တဲ့ကစားမတူအဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်